ပြုံးပလစ်ဖို့ကိုကြည့်ရှုအားပေးနေကြတဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှာတော့ပြည်သက်တွေအတွက်ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်နဲ့မိတ်ဖက်စပွန်ဆာများရဲ့သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားပုံရိပ်မြင်ကွင်းတွေကိုတင်ဆက်ပေးကြပါမယ်အခမ်းအနားကိုတော့2026ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မနက်7:00နာရီအချိန်ကရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့ Treasure Palace Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီအခမ်းအနားကိုတော့ရှမ်းပြည်နယ်ဘောလုံးနဲ့ဖူဆယ်တိုးတက်ရေးအတွက်ကြိုးပမ်းနေကြတဲ့တာဝန်ရှိလူကြီးမင်းများမိတ်ဖက်စပွန်ဆာများရှမ်းပြည်နယ်လက်ရွေးစင်အားကစားသမားဟောင်းများနဲ့အခြားသောသက်ဆိုင်ရာဌာနများမှတာဝန်ရှိလူကြီးမင်းများအသီးသီးတက်ရောက်ခဲ့ကြပါတယ်ပထမဦးစွာအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီးရှမ်းပြည်နယ်ဘောလုံးနဲ့ဖူဆယ်အသင်းများရဲ့အောင်မြင်မှုမှတ်တမ်းများကိုပြသခဲ့ပါတယ်ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ရှမ်းပြည်နယ်လက်ရွေးစင်အားကစားသမားဟောင်းဦးခင်မောင်လွင်ကြီးကလည်းကံမောစာဖိတ်ခေါ်ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးအခုလိုပြောပြထားပါတယ်။နာမည်ကဦးခင်မောင်လွင်ကြီးပါ။ရှမ်းပြည်နယ်ကို86ကနေမှ80ခုနှစ်စီကစားပါတယ်။ဦးခင်မောင်လွင်ဒိုင်း3ချိန်ရတယ်ပေါ့နော်။ရှမ်းပြည်နယ်ဒိုင်း3ချိန်ရတယ်။နောက်ပြီးတော့ရန်ကုန်မှာတနည်းကစားတယ်လက်ရွေးစင်အဖြူသမားပါကူတယ်။ကျောင်းသားလည်းပါကူတယ်နော်။ကျောင်းနေနေတော့ဝန်တာပါတယ်ကုပြည်နယ်မှာဒါမျိုးဖြစ်တယ်ဆိုရင်တို့ရအားကစားဆိုတာတော့တို့ရဲ့ကျွမ်းကျင်တဲ့လူတွေတခုတည်းလည်းမရဘူးအဲ့လိုပန့်ပိုးတဲ့လူတော့မှဦးဆောင်တဲ့လူစသည်ဖြင့်ဘက်ဆုံးကောင်းမှအတင်းကောင်းနေတယ်လေအခုလိုမျိုးဆရာတို့ခေတ္တတော့မရှိပါဘူးဆရာတို့ကတော့အဆင်မရှိပါဘူးဒီလိုမျိုးအခုရှိတော့တွေ့ရတာဝမ်းသာပါတယ်လိုအပ်ပါတယ်ဒါတွေကနောက်ပြီးတော့အဓိကတော့လေ့ကျင့်ခွင့်တွေမှာတည်းလူတွေလေ့ကျင့်ခွင့်တွေမှာရှိနေပူကောင်းတယ်ပေါ့နော်အခုအားရပါတယ်လို့ကျင့်တယ်ပါတယ်နော်ဒီလိုမျိုးစေတနာအရောက်ဒီပန့်ပိုးဖို့ဆိုတာလည်းမလွယ်ပါဘူးအဲ့လိုမျိုးလာပြီးပန့်ပိုးပေးတဲ့အတွက်ဝမ်းသာပါတယ်ဆရာတို့ပြည်နယ်နီးတူတခြားပြည်နယ်တွေတိုင်းမှာဒါမျိုးတွေရှိရင်တော့ပူကောင်းတော့ပေါ့နော်အဲ့ပူကောင်းပါတယ်အားကစားကြလည်းမရဘူးဒီလိုမျိုးထောက်ပံ့ပေးမဲ့လူတွေနော်အဲ့နောက်မှာတော့ခန္ဓာကိုတက်ရောက်လာတဲ့ရှမ်းပြည်နယ်အားကစားနဲ့ကာယပညာကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်မှအဖွဲ့မှစကားပြောကြားခဲ့ပါတယ်ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးလင်းအနေနဲ့ကမ္ဘောဇဖိတ်ခေါ်ဖလားပြိုင်ပွဲကျင်းပဖြစ်တဲ့ရည်ရွယ်ချက်နဲ့ဒီပြိုင်ပွဲပေါ်အမြင်တွေကိုလည်းအခုလိုပြောပြပေးထားပါတယ်ကျွန်တော်ပြိုင်ပွဲကချမ်းပြည်နယ်အလွတ်တန်းဖိတ်ခေါ်ကမ္ဘောဇပြိုင်ပွဲကတော့ကျွန်တော်ဒီအားကစားချမ်းပြည်နယ်ဒီအားကစားကိုကျွန်တော်မြင့်တင်တဲ့အနေနဲ့ဒီပွဲကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့လှုပ်ချင်းဖြစ်ပါတယ်ပေါ့အဓိကလည်းကျွန်တော်တို့ဒီပြည်နယ်မှာအားကစားသမားတွေများများဝေထုတ်နိုင်အောင်လို့ကျွန်တော်ရည်ရွယ်ချက်နဲ့နိုင်ကာကြီးရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်လုပ်ထားပါခင်ဗျကျွန်တော်ရရှိလာတဲ့စီမံကိန်းရမုံငွေတွေကိုကျွန်တော်တို့ဒီအားကစားကျွန်တော်ချမ်းပြည်နယ်ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်လိုအပ်တဲ့နေရာတွေမှာရှမ်းပြည်နယ်ဆိုတာပံ့ပိုးတဲ့ပြင်ကျွန်တော်တို့ဒီဘောလုံးဖွဲ့ချုပ်ကလည်းလိုအပ်တဲ့နေရာတွေမှာစီမံခန့်ခွဲပြီးတော့ရှမ်းပြည်နယ်ဘောလုံးဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်ဆောင်ရွက်သွားမှာပါဗျာပါဝင်ပေးတဲ့စပွန်ဆာတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဒီချမ်းပြည်နယ်အတွက်ဘာပဲပြောပြောကျွန်တော်တို့တအားနေပြီးတော့ဒီစပွန်ဆာတွေရောဘာပြောပြောကျွန်တော်ချမ်းပြည်နယ်ဘောလုံးဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းကူညီပေးတဲ့ဒီစပွန်ဆာကုမ္ပဏီကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ကမ္ဘောဇအလွတ်တန်းဖိတ်ခေါ်ပြန်ပွဲတော့ဒီနှစ်လပိုင်း29ရက်နေ့မှာကျွန်တော်ပွဲစမှာပါခင်ဗျကျွန်တော်တို့ဒီချန်ပီကတော့ဒီဘောလုံးပွဲလွတ်တန်းဖိတ်ခေါ်ပြန်ပွဲဖြစ်ဖြစ်ရှမ်းယူနိုက်တက်ပွဲဖြစ်ဖြစ်ချန်ပီနယ်ဖွဲ့ချုပ်ဖလားပွဲဖြစ်ဖြစ်ကျွန်တော်တို့ချန်ပီနယ်မှာတော့ပွဲလုံးတော်တော်များများပြည့်လာအားပေးကြပါတယ်ကျွန်တော်ချန်ပီနယ်ကတော့အားကစားကိုတော်တော်အားပေးလာပါတယ်တွေ့ရပါတယ်ခင်ဗျအဲ့ပြီးတော့လာရောက်ဒီချန်ပီနယ်လွတ်တန်းဖိတ်ခေါ်ပြန်ပွဲလာရောက်အားပေးကြပါလို့ကျွန်တော်အနေနဲ့လည်းတောင်းဆိုပါတယ်ခင်ဗျဆက်လက်ပြီးတော့ရှမ်းပြည်နယ်ဘောလုံးနယ်ဖူဆယ်အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့တယံဇာတရေးရာဝန်ကြီးဦးဆိုင်လိန်နဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးထွန်းအောင်မှလည်းအမှာစကားအသီးသီးပြောကြားခဲ့ကြပါတယ်ဒီနေ့ပွဲစဉ်မှာ Sportwear စပွန်ဆာဖြစ်တက်ရောက်လာတဲ့ FCN Sportwear မှတာဝန်ရှိသူမှလည်းမိတ်ဖက်စပွန်ဆာဖြစ်ပါဝင်ဖြစ်တဲ့အကြောင်းကိုအခုလိုပဲပြောပြထားပါတယ်တက်ရောက်ဖြစ်ခဲ့တာတော့ဒီရှမ်းပြည်နယ်ဘောလုံးပွဲချုပ်ကနေပြီးအမတို့ကွန်စပိုတာတွေကိုဖိတ်ကြားတဲ့အတွက်အမတို့တက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ပါဝင်ဖြစ်ခဲ့တာတော့ဒီရှမ်းပြည်နယ်ဘောလုံးပွဲချုပ်ကလည်းအမတို့ဘောလုံးမှာဆိုလို့ရှိရင်ပွဲကြီးတွေပေါ့နော်ပြိုင်ပွဲတွေမှာလည်းဒီစုကြီးအများကြီးလည်းရကြတယ်ဆိုတဲ့အခါကျအမတို့ကတော့ဒီစပွန်ဆာပေးချင်တာပေါ့။အခုလည်းပေးခွင့်ရတဲ့အတွက်လည်းအမတို့ကကျေးဇူးအများကြီးတင်တယ်ပေးခွင့်ရအောင်လည်းဖိတ်ကြားပေးတဲ့အတွက်လည်းအမတို့ကကျေးဇူးအများကြီးတင်ပါတယ်လို့ဒီပွဲကိုပါဝင်အားဖြည့်ပေးတဲ့ကိုစပွန်ဆာတွေရောစပွန်ဆာအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ပြည်သူများခင်ဗျာအခမ်းအနားအစီအစဉ်အရရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးလင်းမှကျေးဇူးတင်စကားပြောကြားပြီးမိတ်ဖက်စပွန်ဆာတစ်ခုချင်းစီမှ main sponsor
Co-sponsor နဲ့ Official Broadcaster တို့မှတာဝန်ရှိလူကြီးများနဲ့သဘောတူစာချုပ်များလက်မှတ်ရေးထိုးခြင်းကိုပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှလည်း Mayfest sponsor များအားအမတ်တရလက်ဆောင်များပြန်လည်ပေးရခြင်းကိုပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အခမ်းအနားကိုတက်ရောက်လာကြတဲ့ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှလူကြီးမင်းများ Mayfest sponsor များနဲ့အခြားသောတာဝန်ရှိပုဂ္ဂိုလ်များကမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာအခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ပြည်သူများခင်ဗျာကမ္ဘောဇဖိတ်ခေါ်ဖလားပြိုင်ပွဲကိုတော့2026ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မှမတ်လ16ရက်နေ့အထိရှမ်းပြည်နယ်တောင်ကြီးအားကစားကွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါပြိုင်ပွဲကို MRTV4 Channel 7 Reader Channel ရုပ်သံလိုင်းနဲ့ Pyong Play Sport YouTube Channel တို့ကနေတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တဲ့အကြောင်းသတင်းကောင်းပိုင်းနဲ့ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်နဲ့ Mayfest sponsor များရဲ့သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားပုံရိပ်မြင်ကွင်းတွေကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ